intro ဖွဲချက်ပုံတွေကို background ရိုးရိုးလေးနဲ့ရိုက်သင့်တယ်လို့ဘာလို့ထင်ပါတယ်လဲintro ဖွဲချက်ပုံတွေကို background ရိုးရိုးလေးနဲ့ရိုက်သင့်တယ်လို့ဘာလို့ထင်ပါတယ်လဲ Clayton လို့ခေါ်တဲ့ကဘာကျော်ဓာတ်ပုံဆရာတဦးရဲ့အမြင်နဲ့ကျွန်မတင်ပြပေးချင်ပါတယ်သူပြောခဲ့တဲ့စကားလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ a simple background put the focus on the human condition ပဲဖြစ်ပါတယ်ရှင့်အကျိပ္ပယ်ကတော့ရိုးရှင်းတဲ့နောက်ခံကလူသားရဲ့အနေအထားကိုပို့ပြီးတော့အာရုံစိုက်ခံရစေတယ်ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်ရှင်နောက်ပြီးတော့သူက The People Portfolio စာအုပ်ကိုထုတ်ဝေခဲ့ပြီးတော့ The World Press Photo Award အပြင်တခြားဓာတ်ပုံဆုတွေအများကြီးကိုလည်းရရှိခဲ့ပါတယ်2013ခုနှစ်မှာဆိုလို့ရှိရင်တော့ Royal Photographic Society ကနေပြီးတော့သူ့ကိုဂုဏ်ထူးဆောင်အသင်းဝင်အဖြစ်ရွေးချယ်ခြင်းလည်းခံခဲ့ရပါတယ်။သူရိုက်ခဲ့တဲ့ဓာတ်ပုံအများစုမှာဆိုလို့ရှိရင်လည်းနောက်ခံအဖြူရောင်ခဲရောင်စတဲ့ background ရိုးရိုးရှင်းရှင်း color တွေကိုပဲအသုံးပြုပြီးတော့နိုင်ငံကျော် celebrity တွေကဘာကျော်တွေကိုဓာတ်ပုံရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ဘွဲဓာတ်ပုံရိုက်ကူးမယ်ဆိုလို့ရှိရင် Clayton ပြောခဲ့တဲ့စကားအတိုင်းပဲကိုကြည့်ရတဲ့သူကပို့ပြီးတော့အာရုံစိုက်မိစေဖို့အတွက်ကိုနဲ့အပြိုင်ဖြစ်နေတဲ့ subject တွေကိုမထည့်ဘဲနဲ့ background ရိုးရိုးရှင်းရှင်းလေးနဲ့ပဲရိုက်တင်ကြအောင်လည်းအကြံပြုလိုက်ရပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဒီထက်ပိုကောင်းတဲ့ content တွေနဲ့ပြန်လာခဲ့ပါမယ်ရှင်။